မိုးရင်းကာလမှာစားဝတ်နေရေးရောကြီးပွားရေးရောဖြည့်ရှင်းနေတယ်ဆိုရင်တော့ခုလိုနီလန်းလေးနဲ့ဖြည့်ရှင်းလို့ရရဗျဒါနောက်မှာတဘာဝမျိုးတဘာဝအတိုင်းကျွန်တော်တို့အိတ်ဖက်ချွေဖမ်းတဲ့အိတ်ဖက်ကော်စောခံထားပြီးတော့ကိုကဒီမစေးကြောက်လိုက်ရှာမယ်ပေါ့ဗျာပြီးရင်အိမ်ပြန်ကန်ဤဆိုရင်အိတ်ဖက်လေးတိမ့်ပြီးတော့ဒါချွေဝိုင်းသွားမယ်ပေါ့ဗျာအိမ်ပြန်တဲ့ခါကျရင်တော့ချွေဝိုင်းသွားမယ်ကျန်တဲ့ချိန်တွေကတော့ခံထားလိုက်အောင်ပဲဗျဒါအော်တိုမက်တစ်ရွှေရပါနေဗျရွှေတရွေးကိုကာလာပေါက်ဈေး9000နဲ့2000အထိပေါက်တယ်ဗျာဆိုတော့တရက်ကို2ရွေးကနေ3ရွေးအထိကြောက်လုံးလို့ရဗျာဒါကတော့တဘာဝမျိုးခံတာပေါ့ဗျာဒီမှာကြောက်ခဲတွေရှင်းမယ်မျောလန်းချောင်းတွေရှင်းမယ်ကိုမျောတွေကိုရွှေကြီးကျွန်တော်တို့ကြောက်အောင်ပေါ့ဗျာပေါအောင်လုပ်ရမယ်ဒါလေးပါပဲလုပ်ငန်းကတော့လွယ်လေးပဲထိုင်ဆောင်နေဝင်မှာတဲလေးထိုးမိုးကတဲလေးထိုးပြီးတော့အေးဆေးထိုင်ဆောင်နေဝင်ဗျကိုမျောလေးကျွန်တော်တို့ရေစီးထဲမပါဝအောင်လဲကြည်ရတယ်ဗျဒါလေးထိုင်ဆောင်ခဲလေးရှင်းပြီးရင်ကြောက်လေးရှာပေါ့ဗျာကြောက်စိမ်းရခဲ့ရင်တော့ကျွန်တော်တို့ပတ်စံကောင်းကောင်းရမယ်ပေါ့ဗျာကြောက်စိမ်းမရခင်ကတော့ကျွန်တော်တို့ဒီရွှေနဲ့ကျိုးစားဝတ်နေရေးကိုဖြည့်ရှင်းလို့ရရဗျဒါဒီနီးလန်းလေးကတော့ကောင်းဆုံးပါပဲဒီမိုးရင်းကာလမှာတော့